တခါတော့ကမုံနှမ်းရွာလို့ခေါ်တဲ့တာယာလှပတဲ့ရွာကြီးတစ်ရွာရှိခဲ့တယ်။အဲ့ဒီရွာမှာမမြတ်နိုးဆိုတဲ့တိတ်ကိုချောမောလှပတဲ့မိန်းကလေးတစ်ယောက်ရှိတယ်။မမြတ်နိုးမှာအရန်ချစ်ရတဲ့မောင်နေမင်းဆိုတဲ့ကောင်လေးတစ်ယောက်ရှိတာပေါ့။ဒီနေ့ကတော့သူတို့နှစ်ယောက်ရဲ့မင်္ဂလာဆောင်မဲ့နေ့မြတ်ကြီးဖြစ်တာပေါ့။ဒါပေမဲ့တစ်ဖက်မှာတော့ဘရိုသားလောင်းမောင်နေမင်းဟာမင်္ဂလာပွဲကိုလာဖို့အတွက်တောလမ်းတစ်ခုကိုဖျက်လာမှာလမ်းမပြီးတောနက်ကြီးတွေကိုရောက်သွားခဲ့ပါတယ်။တောကြီးကတိတ်ကိုနှက်ပြီးကြောက်စရာကောင်းနေ။မောင်နေမင်းဟာဘိုက်လဲစာရေလန်းငန်ခြေကုံလက်ပန်းကျပြီးရှောက်သွားနေတော့ရုတ်တရက်သူ့ရှိမှရမ်းကိုလှပတဲ့မိန်းကလေး၃ယောက်ပေါ်လာခဲ့ပါတယ်။အဲ့ဒီမိန်းကလေးတွေကမင်းသမီးလေးတွေလိုဝတ်ဆင်ထားပြီးမောင်နေမင်းကိုပြုံးပြကြပြီးခီးသွားမင်းလမ်းပြောင်းနေရလားဘိုက်စာနေပုံရတယ်နော်ငါတို့နဲ့လိုက်ခဲ့ပါငါတို့မင်းကိုအစားတောက်တွေကျွေးပါမယ်လို့ပြောပြီးခေါ်သွားကြပါတယ်။မောင်နေမင်းလည်းမင်းသမီး၃မနောက်ကိုလိုက်သွားခဲ့တယ်။သူတို့ခေါ်သွားတဲ့နေရာကတဲရင်အစုပ်လေးတစ်လုံးပေါ့။ဒါပေမဲ့ထူးဆန်းတာကတဲရင်ထဲကိုဝင်လိုက်တာနဲ့ရွှေရောင်တဝင်းဝင်းတောက်ပနေတဲ့နန်းတော်ကြီးတစ်ခုကိုရောက်သွားပါလေရော။မောင်နေမင်းကဒါဘယ်လိုဖြစ်နိုင်မှာလဲ။အပြင်ကကြည့်တော့တဲရင်လေးအတွင်းထဲမှာတော့နန်းတော်ကြီးပါလား။အဲ့ဒီချိန်မှာပဲနူးညံ့တိမ်မွေးပုံရတဲ့မိန်းကလေး၃ယောက်ဟာရုတ်တရက်ကြောက်စရာကောင်းတဲ့အတန်ကြီးတွေနဲ့ရီမောလိုက်ကြပါတယ်။မင်းဒီထဲကနေဘယ်တော့မှပြန်ထွက်သွားလို့မရတော့ဘူးလို့ပြောပြီးသူတို့ဟာမောင်နေမင်းကိုဖမ်းဆီးပြီးမှော်စေးတစ်မျိုးတိုက်လိုက်ပါတယ်။မောင်နေမင်းခမချက်ချင်းပဲသတိလစ်သွားပါတော့။အဲ့ဒီအချိန်မှာမက်မြတ်နိုးရဲ့မိဘတွေကလည်းသူတို့သားမရှိတော့ဘူးဆိုတော့ဒီမင်္ဂလာပွဲပြက်ပြီပေါ့။တမီးသူ့ကိုမေးလိုက်တော့နောက်10ရက်နေရင်တခြားလူတစ်ယောက်နဲ့မင်္ဂလာဆောင်ပေးမယ်လို့ပြောလိုက်ပါတယ်။ဒါပေမဲ့မက်မြတ်နိုးကမဟုတ်ဘူးကိုနေမင်းကကျမကိုဘယ်တော့မှပြစ်မသွားဘူးသူ့မှာအန္တရာယ်တစ်ခုခုဖြစ်နေတာသိကြတယ်သူမလာနိုင်ရင်ကျမကိုယ်တိုင်သွားရှာမယ်လို့ပြောပြီးမောင်နေမင်းရဲ့အိမ်ကိုသွားခဲ့ပါတယ်အိမ်ရောက်တော့မောင်နေမင်းရဲ့အမေအိုကြီးကလည်းတားပြောက်လို့ငိုကြွေးနေတာပေါ့ဒီလိုနဲ့သူမဟာတောလန်းတိုင်းလျှောက်သွားရင်လမ်းမှာရသိတစ်ပါးနဲ့တွေ့တော့မက်မြတ်နိုးကငိုယိုပြီးတော့အကူအညီတောင်းလိုက်တယ်ရသိကသမီးရဲ့ချစ်သူကဒီတောအုံနာကတနေရာမှာရှိတယ်။ဒါပေမဲ့တာမန်မျက်စိနဲ့ရှာလို့မတွေ့နိုင်ဘူး။ဉာဏ်ပညာနဲ့ရှာဖွေမှတွေ့လိမ့်မယ်လို့ပြောပြီးထွက်ခွာသွားတော့တာပေါ့။ရသိရဲ့စကားကြောင့်သူမချစ်သူကိုရှာရန်ခါးကိုကိုင်ဒုက္ခကိုကိုင်ပြီးအဖွားကိုပုံစံဖြည့်ပြောင်းလဲလိုက်တာပေါ့။အဖွားဟာရွာနာပါဝင်ခြင်းနဲ့တောစကားအိမ်တွေကိုတအိမ်တက်ဆင်းလိုက်ရှာရတာပေါ့။အဖွားကရွာထဲမှာဘေးတွေဟောပေးမယ်၊ကံကြမ္မာကြည့်ပေးမယ်လို့အော်ရင်းနဲ့တကယ်တော့သူမကမောင်နေမင်းရဲ့သတင်းအစအနကိုစုံစမ်းနေတာပါနောက်ဆုံးမှာသူမဟာတောနက်ထဲကထူးဆန်းတဲ့တဲရင်လေး